皆さんအားလုံးပဲမင်္ဂလာပါအခုဒီတွက်စာပုံစံလေးမှာမိကုန်းကိုအရင်ဖတ်ကြည့်ပါမယ်ဇူကီနိုဆေဆိုမေဤတဲ့တရာရှိမိုနိုဟီတိုဆိုအေဂျန်တဲ့ကူတာစာဒီအောက်မှာ ABCD ဆိုပြီးတော့မှအဖြေပေးထားတဲ့ထဲကမှမှန်ကန်တဲ့အဖြေတစ်ခုကိုရွေးချယ်ပြပါဆိုပြီးတော့ရေးမေးထားတာဖြစ်ပါတယ်အဲ့တော့ဝါတာရှိတို့ကအဖြေ A ကိုအရင်စပြီးတော့ဖတ်ကြည့်မယ်ပေါ့နော် GQ ဆိုတာကတနာရီလုံးအားခကိုပြောတာပေါ့နော်တနာရီလုံးအားခမှာ1020ရန်နဲ့တနာရီလုံးအားခလုံးမယ်ဆိုလို့ရှိရင်နိုင်20အလုပ်လုပ်တဲ့အခါမှာ2040ရန်ရတယ်တဲ့အဲ့တော့ဝါတာရှိတို့သိထားတာကလုတ်တဲ့နာရီအရေအတွက်စုစုပေါင်းနဲ့တနာရီလုံးအားခကိုသိထားတယ်ဒါဆိုလို့ရှိရင်လုတ်တဲ့နာရီအရေအတွက်စုစုပေါင်းနဲ့တနာရီလုံးအားခနဲ့မြှောက်လိုက်မယ်ဆိုလို့ရှိရင်အဖြေရထွက်တယ်ပေါ့နော်အဲ့တော့လုတ်တဲ့နာရီအအတွက်စုစုပေါင်း20နဲ့1020တနာရီလုံးအားခနဲ့မြှောက်တဲ့အခါမှာသူပြောထားတဲ့2040ရလားဆိုတာကိုတွက်ကြည့်မယ်ပေါ့နော်အဲ့တော့20နဲ့1020နဲ့မြှောက်ကြည့်တဲ့အခါမှာ2400ရတယ်ပေါ့နော်မိညာဆန်လို့လည်းမြှောက်ကြည့်ကြပေါ့နော်2400ရန်ရတယ်အဲ့တော့အဖြေ A ကမှားတယ်သူကအဖြေမှန်ကိုရွေးခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ BCD ကိုဆက်ပြီးတော့ဖတ်ကြည့်ရမယ်ပေါ့နော်ဒီကလည်းအဲ့လိုပဲတနာရီလုံးအားကဖြစ်တဲ့980နဲ့နာရီအရေအတွက်စုစုပေါင်းနဲ့150နဲ့မြှောက်လိုက်မယ်ဆိုလို့ချင်းသူပြောထားတဲ့155,500ဆိုတဲ့ရန်မရဘူးပေါ့နော်မြှောက်လိုက်တဲ့အခါမှာ145,500ရတယ်ဒါကြောင့်မို့လို့ B ကလည်းမှားတယ် C ကိုတွက်ကြည့်မယ် C ကကြောင့်တနာရီလုံးအားက1166နဲ့20နာရီနဲ့မြှောက်လိုက်တဲ့အခါမှာသူပေးထားတဲ့အဖြေနဲ့ကိုက်ညီပါတယ်24,486ရန်ရပါတယ်ဒါကြောင့်မို့လို့အဖြေမှန်က C ဖြစ်ပါတယ်ဒီကိုဆက်ပြီးတော့ရင်တွက်မပြတော့ဘူးเนาะမိနာဆန်တဲ့ဆောင်းမိုးဘက်မှာအဖြေမှန်တွေ့တဲ့အခါကျလို့ချင်းအောက်ကအဖြေတွေကိုဆက်ပြီးတော့မတွက်ကြည့်ပါနဲ့တော့အချိန်သိမရမှာဆိုလို့ပေါ့เนาะနောက်ထပ်မေးခွန်းတစ်ပုဒ်က Q-nin de chokujiyo shimashita 9ရောက်အတူတူထမင်းစားခဲ့တဲ့ဂေါခေစုစုပေါင်းက10,000ရခုဆန်ဆန်ပြကူဟာဂျီကျူရဲ့ဒက်ရှ်တာ196,380ရန်ကြာခဲ့တယ်ပေါ့နော်လူ9ယောက်ထမင်းတူလူစားတာမှာ196,380ရန်ကြာခဲ့တယ်ဟီတိုရီတယောက်ကယွန်ဆန်ယန်စီဟာရာယီမတ်စတာတယောက်က4,000ရန်ပေးစီခဲ့တယ်ယောနဲ့နောက်ထပ်4ယောက်က7,280ရန်ပေးစီခဲ့တယ်ပေါ့နော်မာတာထပ်ပြီးတော့မှတယောက်က3,500ရန်ပေးစီခဲ့တယ်အဲ့တော့9ယောက်ထဲမှာပတ်စံပေးခဲ့တာက1ယောက်က4ယောက်က1ယောက်ရယ်ဆိုတော့ရင်6ယောက်ပေးခဲ့တယ်6ယောက်ပေးခဲ့ပြီးတော့မှနော်ကိုရီယိုဆန်နေတဲ့ကျန်တဲ့3ယောက်ကဝါခေတာရာအီကူရာဒက်စ်ကကျန်တဲ့3ယောက်ကိုခွဲလိုက်မယ်ဆိုလို့ရှိရင်1ယောက်ချင်းစီဘယ်လောက်ပေးရမလဲပေါ့နော်အခုဝါတာရှိတွေကစပြီးတော့တွက်ကြည့်ကြမယ်ပေါ့နော်လူ9ယောက်ထဲမှာမှာသူပေးခဲ့တာက1ယောက်က4,000ပေးခဲ့တယ်နောက်ထပ်4ယောက်က7,280ရန်ပေးခဲ့တယ်နောက်ထပ်1ယောက်က3,000ခွဲပေးခဲ့တယ်အဲ့တော့သူပေးခဲ့တဲ့လူက6ယောက်ကျန်တာက3ယောက်ပဲကျန်မယ်ဒီ6ယောက်စုစုပေါင်းပေးခဲ့တဲ့ဟာကိုအရင်ဆုံးပေါင်းကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီ6ယောက်ပေးခဲ့တဲ့ဟာကိုပေါင်းကြည့်လိုက်တဲ့အခါမှာ12,380ရန်ရတယ်ပေါ့နော်ဒါက6ယောက်ပေးခဲ့တဲ့ပတ်စံ9ယောက်စုစုပေါင်းပေးခဲ့တဲ့ပတ်စံက19,680 9ယောက်စုစုပေါင်းပေးခဲ့တဲ့ပတ်စံပေါ့နော်အဲ့တော့9ယောက်စုစုပေါင်းပေးခဲ့တဲ့ပတ်စံတွေကနေပြီးတော့မှ6ယောက်ပေးထားတဲ့ပတ်စံကိုနှုတ်လိုက်မယ်ဆိုလို့ချင်းကျန်တဲ့3ယောက်လုံးပေးခဲ့တဲ့ပတ်စံကိုရမယ်ပေါ့နော်ယောက်ပေးထားတဲ့19,680တွေကခုနက6ယောက်ပေးထားတဲ့စုစုပေါင်းပတ်စံကိုနှုတ်လိုက်မယ်ပေါ့နော်12,1,380ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်9,500ရန်ရတယ်ပေါ့နော်ဒီ9,500ရန်က3ယောက်စုစုပေါင်းပေးထားတဲ့ပတ်စံပေါ့နော်3ယောက်စာအဲ့သူပေးထားတဲ့မိကုန်းက3ယောက်စာဟိုမှာ3ယောက်လုံးစာမဟုတ်ဘဲနဲ့1ယောက်ချင်းစီပေးရတဲ့ပတ်စံကိုလိုချင်တာဖြစ်တဲ့အတွက်ဒီစုစုပေါင်း3ယောက်စာကို3နဲ့စားပေးလိုက်မယ်ဆိုလို့ချင်း1ယောက်ချင်းစီပတ်စံထွက်လာတယ်ပေါ့နော်အဲ့တော့9,000ခွဲကို3နဲ့စားမယ်ဆိုလို့ရှိရင်2,500ရန်ရပါတယ်ဒါကအဖြေမှန်ဖြစ်ပါတယ်1ယောက်ချင်းစီပေးရတဲ့ပတ်စံ2,000ခွဲပေါ့နော်ဒါကြောင့်အဖြေမှန်က C ဖြစ်ပါတယ်